တေးဥဆောင်တယောက်ဆိုပြီးတော့အင်ဂျီလေးဝတ်ပြီးတော့စကားကိုမှန်အောင်ပြောတာတဲ့စားရင်အဲ့ဒီဇက်ကောင်တယောက်နေရာနေပြီးတော့ခံစားပြီးတော့လုပ်တယ်ဒီတေးဥဆောင်တာဟာပေါ့နော်ကျောင်းသားဆိုလဲကျောင်းသားအလျောက်ရက်ွက်ရဆိုလဲရက်ွက်ရဆိုဆင်းရဲသားဆိုလဲဆင်းရဲသားအဖိုးဆိုလဲအဖိုးကြီးလျောက်အဲ့လိုတွေ तू ကအသက်ဝင်တယ်နောက်တစ်ခါ तू စကားပြောတဲ့အတိုင်းမှာပါဇက်ကပြောတာတယ်မဟုတ်မျက်လုံးကပါ तू ကစကားပြောတယ် तू တေးဥဆောင်တဲ့ပုံမှာဒါကတော့လူတိုင်းပြောနေကြစကားကျွန်တော်တို့လည်းလူတိုင်းဖြစ်တာပေါ့အဲ့လိုတွေရှိတဲ့ကြဒီဇက်တစ်ခုရိုက်တော့မှဆိုဇလန်တစ်ခုအစဆုံးဖတ်ပြီးတော့လို့ရှိရင်ဒီဇက်ကောင်ရဘယ်လိုလူမျိုးလဲဆိုတာ तू ဇက်ကောင်တွေကခံစားလို့ तू မသိတာဟာမျိုးဆိုရင်အဲ့ဒီဇက်ကောင်တွေကိုရှာပြီးတော့တွားတွေ့တယ်ဗျဥပမာပေါ့စိုက်ကားဆရာဆိုရင်စိုက်ကားဆရာတော့မြင်နေစိုက်ကားနင်းတယ်လို့မဟုတ်ဘူးကွာဒီစိုက်ကားဆရာကဒီစိုက်ကားကိုဂုံးတက်ဆိုရင်ဘယ်လိုနင်းတယ်လဲဒီလိုမျိုးအသေးစိတ်မေးတယ်ပြီးတော့ဝတ်စားစင်မှုမေးတယ်အဲ့လူရဲ့စိတ်ကဘယ်လိုဖြစ်နေမလဲဒီနေ့စိုက်ကားထွက်နေတဲ့စိတ်ကဘာလို့ဖြစ်နေမလဲမိသားစုတွေစိတ်ပူတာလားလမ်းပေါ်မှာကားတွေစိတ်ပူတာလားဒီလိုမျိုးတွေကအကြောင်းအရာကိုမေးပြီးတော့မှသူကတရုပ်ဆောင်လေးရှိတယ်ဗျအဲ့ဒါတွေကြောင့်လဲဒီသူတရုပ်ဆောင်တဲ့ပုံမှာအသက်ဝင်နေဆိုပြီးတော့ပရိသတ်တွေကသူ့ကိုဒီနေ့တည်းမမေ့ဘူးလို့ထင်တာပဲအဲ့ဒါလဲဒီနေ့ဒီ9နှစ်ပြည့်မှာတက်ဆန်တယ်ဒီဟာပဲကျွန်တော်လည်းဖြည့်မိနေတာပေါ့နော်အဲ့လိုပေါ့ဒီလူတယောက်ကမသိခင်မှာနမိတ်လူပြောချင်တာလားနမိတ်ပြတာလားတော့မသိဘူးပေါ့အဲ့ဒီဆိုရင်မနှက်ပြန်လို့စုံမနေမှာပေါ့နော်10ရက်နေ့မှာကျွန်တော်တို့ဒီလိုင်းတရားနေပြီးတော့ရှူတင်ပြီးတော့ပြန်လာတဲ့အချိန်မှာအများအားပြုတော့ကျွန်တော်တို့ကဆက်လက်ကုန်လို့ရှိရင်ဝယ်နေကြရှိတယ်အဲ့ဒါကနေပြီးတော့ရုပ်ရှင်အောင်မှာအယောင်းနဲ့ဆက်လက်ဆိုင်ရှိတယ်ပေါ့နော်ဘယ်လိုဝယ်မဆိုကျွန်တော်ထုံးစံတိုင်းမှာကားပေါ်ဆင်းပြီးတာနဲ့ပတ်စံလေးတောင်းပြီးတော့အခုတောင်းဝယ်လိုက်မယ်နော်လို့ပြောတဲ့ခါကျတော့ဟာ3-4တောင်းတော့ဝယ်လိုက်ကွာလို့အခုကလည်းဘာလို့ဖို့လဲ3-4တောင်းဆိုတဲ့ခါကျရိတ်ခါပေါ့ကွာလို့ပြောလိုက်တဲ့စကားလေးတစ်ခုပေါ့တကယ်လဲသူဆုံးတဲ့အချိန်မှာပြောမလို့နောက်နေ့လို့ဆုံးပြီးတဲ့အချိန်မှာအခုနဒီ14တောင်း3-4တောင်းကပိုနေတဲ့ဟာတွေကသူ့ဓာတ်ပုံပေးနာမှာထားပြီးတော့မမိုးလို့တော့ထားလိုက်တဲ့အချိန်မှာအဲ့ဟောက်သွားမြင်တဲ့ချိန်မှာဂတိပြန်ဟာနမိတ်ပဲတကယ်လို့တော့အဲ့ဒီချိန်တော့ဒီလိုမျိုးသူဆုံးမယ်ဆိုတာတိကျလို့များရှိလို့ရှင်ကဘုရားရည်တွေကတရားရည်တွေကလည်းလုပ်ပြီးသူ့အသက်ကိုငါကယ်နိုင်ခဲ့မှာပဲဆိုတော့ရင်ကျိုးမရဖြစ်ခဲ့မိတာဟာလေးကဒါကျွန်တော်ဘဝမှာအမှတ်တရအဲ့တော့သူကျွန်တော်ပြောနေကြစကားတစ်ခုရှိတယ်လေအလုပ်တစ်ခုလုပ်မယ်ဆိုရင်ကိုလုံးနေတဲ့အလုပ်ပေါ်မှာချစ်မြတ်လို့လိုက်တစ္ဆာရှိတယ်အကျိုးချက်ချင်းမမျှော်ကိုနဲ့ဒီနေ့လုပ်တဲ့လုပ်ကမနှက်ဖြန်အကျိုးရမယ်လို့မမျှော်ကိုနဲ့ဒါပေမဲ့မင်းလုပ်ခဲ့တဲ့မြတ်အကျိုးကျေးဇူးတွေကတနေ့မင်းအိမ်ကိုတကားခောက်ပြီးရောက်လာခဲ့မယ်လို့ကျွန်တော်ပြောတယ်အဲ့ဒီစကားကိုပဲကျွန်တော်ကြံပြန်ပြီးတော့ဒီကအခုလက်ရှိကျွန်တော်တို့လုပ်ငန်းနေတဲ့လူငယ်တွေရောရုပ်ရှင်လောကရောရှိသမျှလူတွေရောအားလုံးကျွန်တော်အဲ့စကားလေးကိုလက်ဆောင်ပြန်ပေးချင်ပါတယ်ဒီနေ့လုပ်နေတဲ့အလုပ်ပေါ်မှာသစ္စာရှိရှိလုပ်လိုက်ပါချစ်မြတ်လုပ်လိုက်ပါဒါပေမဲ့အဲ့ဒီရဲ့အကျိုးကျေးဇူးကတနေ့အိမ်ကိုတကားခောက်ပြီးရောက်လာပါ